ကျုပ်တို့လာမဆန်းတော့ ခင်ဗျားတို့အားလုံးမြောင်းနဲ့ပိုးပလိုက်ဂုံသိက္ခာအတွက်တိုက်ပွဲမှာကျွန်တော်တို့နဲ့အတူတူပူးပေါင်းရအောင် ပတ်တီစောတဲ့သူတိုင်းဘဝမှာတစ်ချိန်တစ်ခါလောက်တော့ကိုယ်နိုင်ငံကစထရီမာတွေတခြားနိုင်ငံစထရီမာတွေချရင်ဘယ်သူနိုင်မယ်လဲဆိုတာတွေးကြည့်ဘူးမယ်ထင်တယ်ဗျာဂျော့စမစ်တို့ဘာတို့လည်းပါမယ်ဗျာโอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ AUG အလုံးပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်လာပြပြပေးသွားမှာတော့ကျွန်တော်တို့နိုင်ငံစထရီမာတွေနဲ့တခြား9နိုင်ငံစထရီမာတွေအော်တိုဘာလ17ရက်နေ့နဲ့12ရက်နေ့မှာပြိုင်ပွဲတွေရှိရဆိုတာအားလုံးကိုလာပြပြချင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြိုင်ပွဲမှာပါဝင်မဲ့နိုင်ငံတွေကတော့ကျွန်တော်တို့မြန်မာထိုင်းဖိလစ်ပိုင်အင်ဒိုမလေးရှားဆိုပြီးတော့ကျွန်တော်တို့9နိုင်ငံပါဝင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လည်းတင်းဆိုးနဲ့တင်းကိုးဆိုပြီးတော့ကျွန်တော်တို့2သင်းပါဝင်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တင်းကိုးမှာပါဝင်သွားမဲ့ streamer တွေကတော့ကိုရှိုင်းလေးကိုလီပိုင်းကိုတွမ်လာနဲ့နောက်ပြီးတော့ရင်းဆိုတဲ့ player game player တယောက်ပါမယ်နောက်ပြီးတော့ကျွန်တော်တို့တင်းဆိုးမှာကြတော့ကျွန်တော်တို့ကို S style နောက်ပြီးတော့ကို flat နောက်ပြီးတော့ဆိုရင်မောင်ဝဆက်ကပြီးတော့ကျွန်တော်ဆိုရင်မက်ခေမီပေါ့နော်ကျွန်တော်တို့အဲ့၄ယောက်ပေါ့နော်တင်းဆိုးနဲ့တင်းကိုဆိုပြီးတော့ကျွန်တော်တို့နှစ်သင်းပါဝင်သားမှာပဲဖြစ်ပါတယ်ဒီနှစ်သင်းမှာဆိုရင်တကယ်ချင်းတို့ကဘယ်အသင်းကိုအားပေးလဲဗျာကျွန်တော်အနေနဲ့ကကျွန်တော်ကတော့တင်းကိုဆိုအားပေးတယ်ဗျာဘာဖြစ်လို့လဲဆိုတော့တင်းကိုမှာကျတော့ကျွန်တော်ကြိုက်တဲ့သူတွေများများပါလို့ဗျာကျွန်တော်တို့တခြားနိုင်ငံတွေမှာဆိုရင်လည်းဗျာကျွန်တော်တို့မြန်မာနိုင်ငံတွေကလိုပဲနာမည်ကြီးတဲ့ streamer တွေပါမယ်ဗျာထိုင်းမှာဆိုရင်တော့ကျွန်တော်တို့တီးတလောက်ဆိုတော့ Just Smith တို့ဘာတို့လည်းပါမယ်ဗျာတကယ် game play လှတဲ့ဘဲတွေလည်းပါမယ်ဆိုတော့ကျွန်တော်တို့ဘလိုတွေ streamer တွေ share ဖြုတ်မလဲဆိုတော့ကျွန်တော်တို့အောက်တိုဘာ17ရက်နေ့နဲ့12ရက်နေ့ကျရင်ကျွန်တော်တို့စောင့်ကြည့်သွားမယ်ငွေချင်းတို့ရောတင်းဆိုးလားတင်းကိုးလားဆိုတော့ကိုမမမှတ်ချက်ပေးကြလို့ရပါတယ် okay